ငါပါကျွန်တော်တို့ကိုစီတူပါနော်ဒီနေ့အင်္ဂလိပ်လို10ရက်နေ့6လပိုင်း10ရက်2025 12နာရီ10မိနစ်အတွက်ဒီကွာကောင်း organ လာမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဗရိတ်နဲ့ထေစီနဲ့ဟိုဗရိတ်နဲ့ထေစီနဲ့တခါတည်းချုပ်ပြီးရပါတော့ကြိုက်တယ်ဆိုရင်လိုက်ကစားတကွာထဲထိုးပါမယ်ဟုတ်ပြီကျွန်တော်ပြမယ်တကွာကောင်းစိုက်ပြမယ်ပေါ့နော်ကျွန်တော်ဟုတ်ပြီကျွန်တော်စမယ်ဒီနှလုံးပေါ့ကျွန်တော်လောလောဆယ်ကျွန်တော်ဗရိတ်ကိုရင်ပြလိုက်မယ်ပေါ့နော်ဒီနှလုံးတစ်ကိုဒီနှလုံးတစ်တုံညာဒီနှလုံးတစ်ကဒီမှာ2ဆိုတစ်ပရိတ်လို့ရိုက်တယ်ဒီနှလုံးတစ်ကဒီနှလုံးတစ်ပရိတ်ဟုတ်ပြီကျွန်တော်အောက်တစ်ပင်မှာဒီနှလုံး3ကဒီနှလုံး3ပရိတ်ပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်ဆက်ရိုက်မယ်ဆိုရင်ဒီနှလုံး3ညကဒီနှလုံး3ညပရိတ်ပေါ့ဒါပင်တူလေးပေါ့နော်3မင်္ဂကလေးပြပေးရပါတော့ကျွန်တော်ပြောရနားလည်ပါပါဒီနှလုံးတစ်ကဒီနှလုံးတစ်ကဒီနှလုံးတစ်ပရိတ်ဒီနှလုံး3ကဒီနှလုံး3ပရိတ်ဒီနှလုံး3ညကဒီနှလုံး3ညပရိတ်ပေါ့နော်ဒါဟုတ်ပြီကျွန်တော်ဒါကိုထိပ်စီးနဲ့ချုပ်ကြည့်မယ်ဒီနှလုံးတစ်ကိုကျွန်တော်တို့ဒီမှာ1 3ညဒီနှလုံးတစ်ကဒီနှလုံးတစ်ပရိတ်ဖြစ်တဲ့ဒီနှလုံးတစ်ကဒီနှလုံးဒီမှာတစ်ပရိတ်ပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်ထိပ်စီးကိုဒီနှစ်ကိုဘယ်လိုယူမလို့ကျွန်တော်ဒီမှာဒီ2 3ည2က3ညရဲ့2 3ညနှလုံးပေါင်းချင်း2က2ထိပ်ပရိတ်တစ်ပရိတ်ဆို2 9ထဲပေါ့ဒါတော့ပေါ့ပါနော်ဒီနှလုံးတစ်ကဒီမှာတစ်ပရိတ်3ညရဲ့2က2ပရိတ်ဒီနှလုံး2ကဒီမှာ2ထိပ်တစ်ပရိတ်ဒါတော့2 9ထဲဒါတော့ဟုတ်ပြီကျွန်တော်ဆက်သွားမယ်3 3ညနှလုံးပေါင်းချင်း3ကဒီမှာရှင်ကနှလုံးပေါင်းချင်း3နဲ့3ပရိတ်တို့ရိုက်တယ်ဒါဆိုဟုတ်ပြီကျွန်တော်ဒီနှလုံး8ပေါ့8က3ညနှလုံးပေါင်းချင်း8ဒီနှလုံး8ကကျွန်တော်တို့8ထိပ်3ပရိတ်8ထိပ်ရှင်5တဲ့ဒါဆိုဟုတ်ပြီကျွန်တော်ဒီနေ့မနေ့ဆက်ရိုက်မယ်ဆိုရင်ကျွန်တော်ပြောဒီမှာ4 6နှလုံးပေါင်းချင်း3ညက3ညပရိတ်6 3နှလုံးပေါင်းချင်း9က9ထိပ်3ညပရိတ်9တိတဲ့တိုက်တယ်ဆိုရင်စော့ပါဗျာနော်ဒါရိုးရိုးရှင်းရှင်းလေးပင်တိုဆိုင်ကလေးပြပေးတာပေါ့နော်ကြိုက်တယ်ဆိုရင်လိုက်ကစားပါYouTube မှာကကျွန်တော်ကlike ကနေ24နာရီပြည့်မှာ like ကလွှင့်လို့ရမှာဆိုရင် like လွှင့်လို့မရဘူးအဲကြောင့်ကျွန်တော် video file နဲ့ရိုက်ပြီးတော့ကျွန်တော်တင်ပေးနေတာပေါ့နော်ကျွန်တော်ပြောတော့ပေါ့မှာပေါ့နော်ဒီမှာပရိသတ်နဲ့တူရတယ်လမ်းကြောင်းနဲ့လှရတယ်ပေါ့နော်ဒီနှလုံးတစ်ကဒီနှလုံးတစ်ပရိဒီနှလုံး3ကဒီနှလုံး3ပရိဒီနှလုံး3ညက3ညပြရိုက်မယ်ဆိုရင်ဒီမှာ3ညပရိပေါ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ထေစီးဆိုင်မယ်ဒီနှလုံး2ကဒီနှလုံး2ထိပ်2ထိပ်တစ်ပရိ2 9တဲ့ဒီနှလုံး8ကဒီနှလုံး8ထိပ်3ပရိ8ထိပ်ရှင်5တဲ့ဒါဆိုဟုတ်ပြီကျွန်တော်ဒီနေ့မနေ့ဆက်ရိုက်မယ်ဆိုရင်ဒီနှလုံး4 6 3ညက3ညပရိ6တုံးနှလုံးပေါင်းချင်း9က9ထိပ်3ညပရိ9ထိပ်9တစ်တကောကောင်းတဲ့ဟုတ်ပြီနော်ဒါဆိုဟုတ်ပြီကျွန်တော်ရွေးပြီးမယ်ခင်ဗျားလည်းထိုးချင်မိအောင်လို့ပေါ့နော်ဒါ main on 10ရက်နေ့6လပိုင်း10 2025စနေတမိနစ်အတွက် main on က9တစ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒူအောနေတဲ့ထည့်ပေးမယ်9တစ်9 6 4တစ်4 6ပေါ့နော်ကျွန်တော်မနေ့ကလိုမျိုးမနေ့ကကျွန်တော်2 6လို့ရတာ9 6လို့ထွက်တယ်ပေါ့နော်အဲ့လိုပါဝါနဲ့ကတ်တီချင်းထွက်မှာကြောက်လို့ကျွန်တော်ပြပေးတာပေါ့နော်အားချက်တယ်ဆိုရင် like ကစား9တစ်9 6 9တစ်9 6ကျွန်တော်ဒီမှာတကောကောင်း9တစ်ကလေးရမ်းပေးပါပေါ့နော်9တစ်ရန်ကနန်းပေါ့နော်ဒါကြိုက်တယ်ဆိုရင်ကစား9တစ်9 6 9တစ်9 6 sorry 9တစ်9 6 4တစ်4 6ပေါ့နော်ဒီမှာဟို main organ က9တစ်ပါကြိုက်တယ်ဆိုရင်ကစားပါပေါ့နော်နောက်ဆိုရင်ကျွန်တော် YouTube ကနေကျွန်တော် like တွေလွှင့်ပေးမယ်ကျွန်တော် calendar တွေပါကျွန်တော်ဒီမှာအားလုံးရှိတယ်ပေါ့နော်ကျွန်တော် calendar တွေပါရှိတယ်စိတ်စရာတွေပါရှိတယ်ကျွန်တော်နောက်ကျတော့နေတိုက်ပြီးနေတိုက်အရာဇာတိုးဆိုဇာတိုးရကျွန်တော်လွှင့်ပေးဖို့အစီအစဉ်တွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ခုမှလွှင့်ဖို့အစီအမပြေလေးလို့ပါ24 24 hour ဆောင်းအောင်မယ်ဆိုလို့ကျွန်တော်စောင့်ပေးပါပေါ့နော်ကျွန်တော်အကောင့်လေးကို alliance subscribe လုပ်ပေးပါအောင်ပေါ့နော်ကျွန်တော်နည်းနည်းကျွန်တော်အကောင့် share ပေးပါအောင်လူတိပေါ်များကျွန်တော်ခုမှ YouTube အကောင့်စတာဆိုတော့ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီမှာကျွန်တော်ဒါကျွန်တော် Viber ဖုန်းနံပါတ်ခုလိုအပ်ချက်တွေရှိတယ်ဆိုရင်တော့ Viber နဲ့လမ်းဆက်ရလို့ရတယ်နေတိုက်ပေါက်ပြီးယူရှင်တယ်ဆိုတော့ Viber နဲ့ဆက်ရလို့ရတယ်ပေါ့နော်ဒါကျွန်တော်ဖုန်းနံပါတ်3ညကို680 11 269ပေါ့နော်ဒါကျွန်တော် Viber ဖုန်းနံပါတ်680 11 269ပေါ့နော် Viber ဖုန်းနံပါတ်ပါscreenshot ရိုက်ပြီးတော့ယူရင်လည်းယူဖို့ပြနော်ဒီမှာဒါ Viber ဖုန်းနံပါတ်680 11 269 680 11 269နဲ့ဒါကျွန်တော် Viber ဖုန်းနံပါတ်ဟုတ်ပြီစိုက်ကတော့ရိုးရှင်းရှင်းလေးပဲ3မင်္ဂကလေးအတူလေးပေါ့စိုက်တူလေးကိုကျွန်တော်ကြိုက်လွန်းလို့ပြလိုက်တာဗရိတ်နဲ့ထိတ်နဲ့တခါတော့ချုပ်ပြီးရပွဲတိမ်မဲ့ဗျာနော်ကံပေးရင်တစ်ချက်ပဲဒီနှလုံးတစ်ကဒီနှလုံး sorry ဒီနှလုံးတစ်ကဒီနှလုံးတစ်ပရိတ်ဒီနှလုံး3ကဒီနှလုံး3ပရိတ်ဒီနှလုံး3ညဒီနှလုံး3ညမတော့3ညပရိတ်ဒါဆိုဟုတ်ပြီကျွန်တော်ဒီနှလုံး2ကဒီနှလုံး2ထိတ်တစ်ပရိတ်2ထိတ်2ခုထက်ဒီနှလုံး8ကဒီမှာ8ထိတ်3ပရိတ်8ထိတ်8 5ထက်ဒါဆိုဒီနှလုံး6 3နှလုံးပေါင်း9က9ထိပ်3ညပရိ9ထိပ်9တစ်တဲ့ဒါဆိုဟုတ်ပြီကျွန်တော်က
ဟောဘာဝနဲ့ဩကဆိုတာဘာဝနဲ့ခတ်တွေချင်းတက်လို့မလို့ကျွန်တော်ဘာဝလေးနဲ့ပြန်ချင်းထားပြီးရပေါ့နော် main ဩက6တစ်လို့ရှိမယ်ဒါတော့ကောင်း main ဩmain ဩက6တစ်ဒူဩက96 4တစ်နဲ့46အရန်က9တစ်တစ်ခွက်ရမ်းပြီးပါတော့နော်ဟုတ်ကဲ့ပါဟောကျွန်တော်ပြန်ကြတစ်ခွက်ပါတော့နော်မနေ့ကျွန်တော်မနေ့ကပြန်ကြ46 4တစ်ထွက်ထားတယ်ပေါ့နော်ဒါပြန်ကြတစ်ခွက်ပါတယ်ဒါပြန်ကြကဏ္ဍပေါ့အဓိက main ဩအနေနဲ့တစ်ခွက်ကောင်းရိုက်မယ်ဆိုရင်6တစ်ကိုပိုးရိုက်ပါပေါ့နော်6တစ်နဲ့96ပေါ့နော်အဒီနောက်ခွက်ကို main ရိုက်စီစဉ်တယ်ဟုတ်ကဲ့ပါအားလုံးကံကောင်းကြပါစေကိုလက်ပါဗျာနော်ကိုလက်ပါ